မင်္ဂလာပါတုဒအဖျားဖျားဆွေးနွေးခန်းကနေပြန်လဲကြိုးဆိုလိုက်ပါလေကျွန်တော်ဂျော်နီပါ ကျမကတော့ဒေါ်နွယ်နီဖြစ်ပါလေရှင်မင်္ဂလာပါရှင် အရှိလေပိုင်းတစ်ခုလုံးကတကယ်ကိုဓာသွားပေါ်လန်းဆောင်နေရတယ်လို့ပဲနော်တိမမှုတွေကအမြင့်ဆုံးစင်မှာအတိုးတပီ American ကအီရန်ကိုလာမယ့်24နာရီအတွင်းတိုက်တော့မယ်ဆိုတဲ့သတင်းတွေကလေကဘာတအုံးလုံးမှာပလောရိုက်နေတာ ဟုတ်တယ်ဗျာတော်တော်လေးကိုအခြေအနေကဒီမှညီတာ ဒီနေ့ကျမတို့ကအဲ့ဒီသတင်းတွေရဲ့နောက်ွယ်မှာတကယ်တော့ဘာတွေရှိလဲဆိုတာကိုနက်နက်ဆန်းစစ်ကြည့်ကြမလို့ပါကျမတို့စီရောက်လာတဲ့စစ်ပတ်ဆိုင်ရာသတင်းတွေဥရောပနဲ့အစ္စရေးအရာရှိတွေစီကထွက်လာတဲ့စကားတွေအဲ့ဒီအစအနာတွေကိုဆက်ပြီးတော့လေတကယ်ဖြစ်နိုင်ခြေကဘာလဲဆိုတာအဖြေရှာကြည့်ဖို့ကဒီနေ့ကျမတို့ရဲ့အထူးဆွေးနွေးမှုပါပဲရှင် ဟုတ်ပါတယ်ဒီလိုအချိန်မျိုးမှာတည်င်းအမားတဲ့စိတ်ပိုင်းဆိုင်ရာစစ်စင်ရေးတွေကလည်းအများကြီးထွက်လာတတ်တာဆိုတော့လေဘယ်ဟာကတကယ်အချက်ဘယ်ဟာက6လုံးဘယ်ဟာကတကယ်တိုက်ခိုက်ဖို့ပြင်နေတဲ့လှုပ်ရှားမှုလဲဆိုတာကိုတိတိကျကျခွဲခြားစိတ်ဖြာကြည့်ဖို့လိုအပ်ပါတယ်ဗျာမျက်စိရှိမှမြင်နေရတဲ့ကစားကွယ်ရဲ့နောက်ကွယ်ကမဟာဗျူဟာကိုဖော်ထုတ်ကြည့်ကြတာပေါ့ ကောက်မရှင်ဒါဆိုပထမဆုံးအနေနဲ့သမ္မတဒေါ်နယ်ထရမ့်ရဲ့နောက်ဆုံးပြောဆိုချက်ကနေစလိုက်ကြရအောင်သူ့ရဲ့စကားတွေကနားထောင်ရတဲ့တစ်မျိုးပဲအီရန်အာဏာပိုင်တွေကစံပြပြပြည်သူတွေကိုတေတံပေးတာတွေရက်လိုက်ပြီးဆိုတဲ့သတင်းကြားတယ်လို့သူကပြောတယ်ဒါပေမဲ့တစ်ဆက်ကီးမှာပဲအဲ့ဒီသတင်းကိုအတိပြုဖို့တော့လိုသေးတယ်ဆိုပြီးစကားကိုချန့်ထားခဲ့ပြန်ရော အဲ့ဒီစကားရဲ့အဲ့ဒီအတီးပြဖို့လိုသေးတဲ့ဆိုတာကအဓိကတော့ချက်ပဲဗျာပထမတစ်ချက်ကြည့်လိုက်ရင်ဒါကတိမမှုတွေ short ချဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ပဲအီရန်ဘက်ကအပြုသဘောဆောင်တဲ့လုပ်ရက်တစ်ခုလုပ်လိုက်တယ်ဒါကြောင့်စစ်ရေးရအရေးယူဖို့မလိုတော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့ မျက်နှာပန်းလာအောင်လမ်းဖွင့်ပေးလိုက်ယူလို့မျိုး ဟုတ်တယ်ဒါပေမဲ့အဲ့ဒီစကားချန်လီကဓာတ်တစ်ချောင်းကိုမြက်လန်ချိတ်ထားတယ်လို့ပဲဆိုလိုတာကမင်းတို့တကယ်မလုပ်ဘူးဆိုရင်ငါတို့ဘက်က EU ဖို့အဆင်သင့်မဲ့ဆိုတဲ့သတင်းစကားကိုတစ်ဖက်လက်နဲ့ပါနေတာဒါကတန်တမာရေးရဖိအားပေးတဲ့နီးဗျူဟာတစ်ခုပဲ ဆိုလိုတာကဒီစကားဟာတကက်သတင်းကောင်းတစ်ခုအနေနဲ့ပြောတာတဲ့နောက်ပိုင်းမှာအရေးယူစရာအကြောင်းဖက်တစ်ခုဖြစ်လာအောင်ကြိုတင်ခင်းချင်းထားတဲ့အခွက်တစ်ခုဖြစ်နိုင်တယ်ပေါ့ငါတို့ဘက်ကတော့အခွင့်ရေးပေးခဲ့တယ်သူတို့ဘက်ကအတုံးမချခဲ့တာဆိုတဲ့ဇလန်းမျိုးစင့်ဖို့လေ အတိအကျပဲ coercive diplomacy လို့ခေါ်တာပေါ့ချင်းချောက်မှုနဲ့ကန်လမ်းမှုကိုတပြိုင်နက်တည်းလုပ်တဲ့နည်းပဲဒါကြောင့်တမရရဲ့စကားကိုချီးပဲယုံလို့မရဘူးတကယ်အဖေကမြေပြင်ပေါ်ကဟိုရှားမှုတွေမှာပဲရှိပဲ ဟုတ်ပြီသမရရဲ့စကားတွေကဒီလိုနစ်ခွဖြစ်နေချိန်မှာသူ့စကားထက်ပိုပြီးခိုင်မာတဲ့တက်တွေကတော့မြေပြင်ပေါ်ကလက်တွေလှုပ်ရှားမှုတွေပဲပေါ့နော်ကျမတို့ရထားတဲ့ထောက်လိုင်းရေးသတင်းတွေရဆိုရင်အခြေအနေကတော်တော်လေးကိုပြင်းထန်နေပြီအထူးသဖြင့်ကာတာနိုင်ငံမှာရှိတဲ့ LU တိုက် latest ခန်းမှာတည်တာတဲ့လှုပ်ရှားမှုတွေတွေ့နေရတယ်အဲ့ဒီစခန်းကဘလောက်အရေးပါလဲဆိုတာအရင်ဆုံးနည်းနည်းလောက်ရှင်းပြပေးပါလားရှင် ဒီ LD Dyke Latest Hand ဆိုတာကလေအရှိအလဲပိုင်းတစ်ခုလုံးမှာ American ရဲ့အကြီးဆုံးနဲ့အရေးပါဆုံးလေကြောင်းဗဟုဌာနချုပ်ကြီးပဲ data တွင်စစ်စင်ရဲ့အားလုံးရဲ့ဥနောက်လို့တောင်တင်စားလို့ရတယ် Afghanistan Iraq Syria စစ်စင်ရဲ့အားလုံးကိုအဲ့ဒီကနေပဲကိုကဲတာဗျ အဓိကကြတဲ့နေရာပေါ့ ဟုတ်ပဲအဲ့ဒီလိုအဓိကကျတဲ့နေရာကနေအရေးကြီးတဲ့လေယာဉ်တွေကိုရွှေ့တယ်ဆိုတာကတာမတ်တက်ခွဲအပြောင်းရှိမဟုတ်ဘူးဒါကမဟာဗျူဟာမြောက်လူရှားမှုတစ်ခုပဲ ဘလို့လေယာဉ်တွေကိုရွှေ့နေလာလဲရှင် အခုကျွန်တော်တို့အတည်ပြုထားတဲ့သတင်းအရာအနည်းဆုံး KC-135RT Strato Tanker အမျိုးအစားလေယာဉ်6စင်အဲ့ဒီစခန်းကနေတခြားနေရာကိုပြန်ထွက်သွားပြီ KC-135RT ဟုတ်တယ်ဒီလေယာဉ်တွေကတိုက်လေယာဉ်တွေမဟုတ်ဘူးဘုံကျဲလေယာဉ်တွေလည်းမဟုတ်ဘူးဒါပေမဲ့ F-22 တွေ F-35 တွေ B-2 ဘုံကျဲလေယာဉ်မှုတွေတို့တော့သူတို့ကကောင်းကင်ဘဝအသက်ပဲ အာပြောင်ထားနေတဲ့အတတ်စီဆိုင်နေလို့ပြောကြတာအဲ့ဒါတွေလား မှန်ပါတယ်သူတို့မပါပဲအီရန်လိုနိုင်နေတဲ့နေငယ်ရဲ့နှချိုင်းတဲ့ပြစ်မှတ်တွေကိုထိထိရောက်ရောက်တိုက်ခိုက်ဖို့ဆိုတာလက်တွေ့မှာမထင်နိုင်တယ်လို့ပဲ ဟာဒါဆိုရင်တော့ဒီလီယန်နေရွှေ့ရတကယ်ကိုကြီးမားတဲ့အရေးပလမှုတစ်ခုပဲဒါပေမဲ့ခဏလေးရှင်ဒီလိုရွှေ့တာတော့အီရန်ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုနဲ့ကာကွယ်ဖို့အတွက်နောက်တန်းကိုစုပ်တဲ့ခံစစ်လှုပ်ရှားမှုလားဒါမှမဟုတ်တိုက်စစ်ဆင်ဖို့ပိုကောင်းတဲ့နေရာမှာနေရာယူတဲ့တိုက်စစ်လှုပ်ရှားမှုလား ဒါကအင်မတန်ကောင်းတဲ့မိဟုတ်မယ်အဖြေကနှမျိုးလုံးဖြစ်နိုင်တယ်ကွာပထမချက် Al-Uday စခန်းကအီရန်ရဲ့တာလပစ်ဒုံးကျည်တွေရဲ့လက်တက်တဲမှာရှိနေတယ်တကယ်လို့စစ်ဖြစ်ခဲ့ရင်အီရန်ဘက်ကပထမဆုံးပြစ်မှတ်ထားမဲ့နေရာတွေထဲမှာပါမှာတည်ကြတယ် ဟုတ်ကဲ့ ဒါကြောင့်ဒီလိုအလွန်အရေးပါတဲ့ဓာတ်ဆီဆိုင်တွေကိုလုံခြုံတဲ့နေရာကြိုရွှေ့ထားတာကပိုင်ဆိုင်မှုတွေကိုကာကွယ်တဲ့တဘောမျိုး asset protection ဖြစ်နိုင်တယ်။တစ်ချိန်တိုင်းမှာပဲဒုတိယအချက်အနေနဲ့တိုက်စစ်စစ်မဲ့လေယာဉ်တွေထွက်ခွာမဲ့
လမ်းကြောင်းပေါ်မှာကြိုတင်နေရယူထားတာမျိုးလည်းဖြစ်နိုင်တယ် ဖိနိုင်ခြင်းတစ်ခုလုံးရှိလာပေါ့နော် ဟုတ်တယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီလုတ်ရက်ကတာမန်အခြေအနေမဟုတ်တော့ဘူးဆိုတာကိုတော့အတေးအချာဖြစ်နေတယ် ပြီးတော့ American တနိုင်ငံနဲ့လှုပ်ရှားနေတာမဟုတ်ဘူးနော်သူတို့ရဲ့အရင်ကြီးဆုံးမဟာမိတ်ဖြစ်တဲ့ Britain ကလည်းကာတာမှာရှိတဲ့သူတို့ကိုနိုင်တချို့ကိုပြန်ရွှေ့လိုက်တယ်ဆိုတဲ့သတင်းတွေလည်းထွက်နေတယ် အဲ့ဒါကအခြေအနေကိုပူပြီးခိုင်မာသွားစေတဲ့ချက်ပဲဒါဟာအမေရိကန်တနိုင်ငံတည်းကအကဲဖြတ်ပြီးလှုပ်ဆောင်နေတာမဟုတ်ဘူးထောင်လိုင်းရဲ့တရေချက်လက်တီကိုမျှဝေတုံးဆွဲနေတဲ့ Five Eyes လို့မဟာမိတ်အဖွဲ့ဝင်တွေကပါဒီချင်းချောက်မှုကိုအလေးနဲ့ထားပြီးတုံ့ပြန်နေတယ်ဆိုတာကိုပြနေတာဒီလိုလှုပ်ရှားမှုတွေကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတယ်က ဟုတ်ကဲ့မြေပြင်ပေါ်ကလှုပ်ရှားမှုတွေကဒီလောက်ပြင်းထန်နေချိန်မှာတန်တမန်အတိုင်းဝိုင်းကထက်လာတဲ့စကားတန်တွေကလည်းအခြေအနေကိုမီးထိုးပေးနေသလိုပါပဲ Europe နဲ့ Israel ကအရာရှိတဲ့ပြောဆိုချက်တွေကလည်းထပ်ပေါ်လာပြီ ဟုတ်တယ်ဥရောပအရာရှိနှုတ်ကအမေရိကန်ဟာလာမယ့်24နာရီအတွင်းစစ်အေးအဝင်ပေါက်ဆက်ဖက်လိမ့်မယ်လို့တိတိကျကျပြောခဲ့တယ်ဒါကအင်မတန်တိကျပြီးကြောက်စရာကောင်းတဲ့အချိန်အပိုင်းခြားတစ်ခုပဲ 24နာရီ ဟုတ်တယ်အနောက်တိုင်းစစ်ပတ်အရာရှိတူကလည်းရှိသမျှအရေးလက္ခဏာတွေအားလုံးကအမေရိကန်ဟာအီရန်ကိုမကြာခင်ထပ်ခိုက်တော်မယ်ဆိုတာကိုပဲပြနေတယ်လို့ဆိုတယ်ပြီးတော့ data အတွင်းကအဓိကအမေရိကန်မှာ make fit ရဲ့ Israel ဘက်ကအရာရှိတူကလည်းသမ္မတ Trump ဟာဝင်ရောက်ဆက်ဖက်ဖို့ဆုံးဖြတ်ပြီးသွားပြီဘယ်အတိုင်းတဲ့အထိလုံမလဲဘယ်အချိန်မှလဲဆိုတာပဲမရှင်းသေးတာလို့ပြောခဲ့တယ်ဗျ ဒါမဲ့အဲ့ဒီအနောက်တိုင်းစစ်ပတ်အရာရှိရဲ့နောက်ဆက်တွဲမှတ်ချက်တစ်ခုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေရှင်သူကကြိုတင်ခတ်မှန်းလို့မရအောင်လှုံ့ဆော်ခြင်းကသူ့ဘာသာသူ view ဟာတစ်ခုပဲလို့ပြောသွားတယ်ဒါဘာကိုဆိုလိုတာပါလဲ အဲ့ဒါကဒီအခြေအနေတစ်ခုလုံးရဲ့အသေးနှလုံးပဲဒီစစ်ရေးပြင်ဆင်မှုကြီးတစ်ခုလုံးဟာတကယ်တိုက်ဖို့ထက်ငါတို့ဘာလုံးမလဲမင်းတို့တိမှာမဟုတ်ဘူးဆိုတော့စိတ်ပိုင်းဆိုင်ရာကစားကွက်ကြီးတစ်ခုဖြစ်နေနိုင်တယ်ဆိုတဲ့အတိတ်ပဲ ဒါကနိုင်ငံတကာဆက်ဆံရေးမှာသုံးနေကြ the madman theory လို့ခေါ်တဲ့ယူကွက်နင်းတဲ့ view ဟာမျိုးနဲ့တူနေသလားရှင်ကိုကအရန်တွေးခေါ်မျှော်မြင်ပြီးယုတ်တိတန်တယ်ဆိုတာထက်ဘာလို့မလဲကြုံမတိနိုင်တဲ့ယူတယောက်လိုဟန်ဆောင်ပြီးပြိုင်ဘက်ကိုကြောက်လို့တဲ့သဘောမျိုးလေ အတိအကျပဲဒါဟာသမ္မတ Trump အစိုးရရဲ့နိုင်ငံသားရေးမူဝါဒမှာမကြာခဏတွေ့ရတဲ့လက်မှတ်တစ်ခုလိုပဲ strategic unpredictability လို့ခေါ်ရဲဗျာဒါကရန်ဒီကိုရောမိတ်ဆွေကိုပါချွေးမကင်ပြီးလက်မကင်ပြီးဖြစ်အောင်လုပ်ထားတာ ဟုတ်ကဲ့ ခုမြင်နေရတဲ့စစ်ရေးပြင်ဆင်မှုတွေထုတ်ပြန်ချက်တွေအားလုံးဟာတကယ်တိုက်ခိုက်မှုအတွက်အစစ်မှန်ပြင်ဆင်နေတာလားဒါမှမဟုတ်အီရန်ကိုစိတ်ပိုင်းဆိုင်ရာအမြင့်ဆုံးဖိအားပေးပြီးစာပွဲဝိုင်းစီပြန်လာအောင်တွန်းအားပေးနေတဲ့အမြင့်ဆုံးဖိအားပေးမှု maximum pressure မဟာဗျူဟာရဲ့အစိတ်ပိုင်းတစ်ခုလားဆိုတာဘယ်သူမှတက်မပြောနိုင်ဘူး အင်း ဒီအယူကွက်ရဲ့အန်ဒီယာကတခါတလေမှာအဲ့ဒီအယူကခလုတ်ကိုတကယ်နှိမ့်ချလိုက်တတ်တာတယ် ကောင်းပြီရှင်ဒါဆိုရင်ဒီအချက်လက်တွေအားလုံးကိုတဆုတစီချင်းပြန်ကြည့်ကြရအောင်တစ်ဖက်မှာနှခွာဖြစ်နေတဲ့သမရရဲ့စကားနောက်တစ်ဖက်မှာမငင်းနိုင်လောက်အောင်ခိုင်မာတဲ့စီးရေးပြင်ဆင်မှုတွေပြီးတော့မဟာမိတ်တွေစီကထွက်လာတဲ့တုံ့လို့ဆရာကောင်းတဲ့တတိပေးချက်တွေဒီပိုင်းစားတွေအားလုံးကိုစုစည်းလိုက်ရင်ဘလို့အနစ်ချုပ်တုံးတက်လို့ရနိုင်မလဲရှင် ခြုံပြီးပြောရင်တော့ဗျာဥတီယာအတခုတည်းကိုပဲညွှန်းပြနေတယ်အဲ့ဒါကတော့အမေရိကန်ဟာအီရန်အပေါ်စီးရေးအရေးယူဖို့အလွန်နီးစပ်နေပြီဆိုတာပဲသမရရဲ့စကားကတန်တမန်ရဲ့အတွက်တကားတစ်ချက်ကိုဟာလေးဖွင့်ပေးထားတယ်လို့လုပ်ထားပေမဲ့မြေပြင်ပေါ်ကလှုပ်ရှားမှုတွေ ဟုတ်ကဲ့ အထူးသဖြင့် KC-135 လို့အရေးပါတဲ့ပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းတာတွေကတန်တမန်ရဲ့ထက်စီးရေးဘက်ကိုအလေးတာနေတာကိုပြတယ်ဥရောပနဲ့အစ္စရေးမဟာမိတ်တွေရဲ့အတည်ပြုချက်တွေကလည်းဒီအချက်ကိုပဲထက်လောင်းအားဖြည့်ပေးနေတယ်လေ ဒါပဲခဏလေးဒီလိုလေရန်တွေရွှေ့တာမဟာမိတ်တွေကိုအတီးပေးတာတွေကအီရန်ကိုဖိအားပေးတဲ့ကစားခွက်တစ်ခုအတွက်နင်းနေပုံမနေဘူးလားရှင်ဒီလိုလုပ်ရက်တွေကပြန်လက်လို့မရတော့တဲ့စစ်ပင်စင်ကိုအဆင့်ကိုရောက်သွားတယ်လို့ကောမဆိုနိုင်ဘူးလား အဲ့ဒီအချက်ကအရေးကြီးတယ်စစ်ရေးမှာ point of no return လို့ခေါ်တဲ့နောက်ပြန်မလဲနိုင်တဲ့အမှတ်တစ်ခုရှိတယ်အခုလုပ်ရက်တွေကအဲ့ဒီအမှတ်နဲ့တော်တော်လေးနီးစပ်နေပြီဒါပေမဲ့အစောကပြောခဲ့တဲ့ strategic unpredictability ကြောင့်တမင်တကာကိုအဲ့ဒီမြင်းပေါ်မှာကစားနေတာလည်းဖြစ်နိုင်တယ် ဆိုလိုတာကဘာတစ်ခုခုတော့ဖြစ်တော့မယ်ဆိုတာတေချာတလို့ရှိနေပြီမဲ့အဲ့ဒီဘာတစ်ခုခုကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုဖိမှတ်ထားရဲ့အကန့်အသတ်နဲ့တိုက်ခိုက်မှုလား ဒါမှမဟုတ်ပိုကျယ်ပြန့်တဲ့တိုက်ခိုက်မှုလားပေါ့ ဟုတ်တယ်ဒါမှမဟုတ်တော်လန်ရဲ့အဆောင်တစ်ဖွဲ့ရဲ့ခေါင်းဆောင်မိုင်းကိုဦးတီရဲ့ပိုကျယ်ပြန့်တဲ့စစ်စင်ရေးတစ်ခုလားဘယ်အချိန်မှဖြစ်မလဲဆိုတာကိုတော့နောက်ဆုံးမိနစ်ကြီးဘယ်သူမှအတိအကျပြောနိုင်မှာမဟုတ်ဘူးဒါပဲဒီအခြေအနေရဲ့အန်ဒီရဲ့ရှိဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းဖြစ်နေတာပေါ့ဟုတ်ပါပြီ
ဒီနေ့ဆွေးနွေးကြတာတွေကကျင်းချုံပြင်ကြည့်ရရင်တော့အမေရိကန်ဟာအီရန်ကိုလာမယ့်24နာရီအတွင်းတိုက်ခိုက်နိုင်နေဆိုတဲ့ခိုင်မာတဲ့အရေးအယောင်တွေတွေ့နေရပါလေဒါကိုကတာကနေလီယန်ဒီရွှေ့ပြောင်းတာလိုမျိုးတိကျတဲ့စီးရဲလှုပ်ရှားမှုတွေနဲ့ဥရောပအစ္စရေးတို့လိုနိုင်ငံတကာသတင်းရင်းမြစ်တွေကလည်းထောက်ခံနေတယ်ပေါ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲအမေရိကန်အစိုးရရဲ့ကြိုတင်ခန့်မှန်းရခဲ့တဲ့မူဝါဒကြောင့်တိုက်ခိုက်မှုရဲ့ပုံစံအတိအကျနဲ့အချိန်ကိုတော့ဘယ်သူမှတက်အံမပြောနိုင်သေးပါဘူးရှင် ဟုတ်ပါတယ်ဒီဆွေးနွေးမှုကိုအစုံမသက်ခြင်းမှာနားထောင်သူတွေအတွက်စဉ်းစားစရာအတွေ့အကြုံတစ်ခုနဲ့ထားခဲ့ခြင်းပါတယ်ဗျာအခုကျွန်တော်တို့အဓိကထားဆွေးနွေးနေကြတာကတိုက်ခိုက်မှုရှိမလားမဖြစ်မလားဆိုတဲ့မေးခွန်းမှာဒါပေမဲ့အဲ့ဒီမေးခွန်းတဲ့အဆောင်များစွာပိုအရေးကြီးပြီးကြောက်စရာကောင်းတဲ့မေးခွန်းကတိုက်ခိုက်မှုဖြစ်ပြီးနောက်နိုင်မှာဘာဆက်ဖြစ်မလဲဆိုတာပါပဲ ဘယ်လိုမျိုးပါလဲရှင် စီရရဝင်ရောက်ဆွေးခဲ့မှုတစ်ခုကဘယ်တော့မှတူချီတက်တက်မပြီးသွားဘူးအဲ့ဒါကပြီးဆုံးခြင်းမဟုတ်ဘူးအစပြုခြင်းပဲ အမေရိကန်ရဲ့တိုက်ခိုက်မှုဟာအတိုက်အတာဘလောက်ဖယ်ဖြစ်ဖြစ်အရှိအလေပိုင်းရဲ့မဟာဗျူဟာကြားတဲ့မြေပုံကိုအမြင်တိုင်းပြောင်းလဲသွားစေနိုင်တယ်အီရန်တနိုင်တန်းကဒုံးကျည်တွေနဲ့တုံ့ပြန်မှာမဟုတ်ပဲသူတို့ရဲ့ data တွင်းကလယုံတွေဖြစ်တယ် ဟုတ်ကဲ့ Hezbollah တို့ဟူသီတို့လိုအဖွဲ့တွေနော် အတိအကျပဲလက်ဘနွန်မှာရှိတဲ့ Hezbollah ယမင်ကဟူသီအီရန်နဲ့ဆီးရီးယားကသူတို့ရဲ့လက်အောက်ခံဖွဲ့စည်းတွေအားလုံးကတပြိုင်တည်းတုံ့ပြန်လာနိုင်တယ် Hezbollah ကအစ္စရေးကိုဒုံးကျည်ထောင်ပေါင်းများစွာနဲ့ပစ်ခတ်တာဟူသီတွေကပင်လယ်နီမှာကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းမပိတ်ဆို့လိုက်တာမျိုးတွေကဒုတိယနဲ့တတိယစင့်ကြရတွေပဲ အကန့်အသတ်နဲ့တိုက်ခိုက်မှုတစ်ခုကနေထိမ့်မနိုင်သိမ်းမရတဲ့ data တွင်းစစ်ပွဲကြီးတစ်ခုကိုမီးမွှေးပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်ပေါ့ ဟုတ်ပါတယ်လာမယ့်24နာရီအတွင်းချမယ်ဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲကြတာပဲအဲ့ဒီအချက်ကမှတကယ်တမ်းညာမိနိုင်ဖြစ်စေတဲ့ချက်ပါပဲသူတို့အပြပြဆွေးနွေးကြမှာတယ်လီဆုံးသက်ကြမယ်လေ ဟုတ်ကဲ့ပါနားဆင်သူအားလုံးကြီးစစ်တင်ပါတယ်ရှင်ပြန်လည်ဆုံးသက်ကြပါစို့